အားလုံးပဲမင်္ဂလာပါကိုယ်နဲ့ခဏမြန်မာ page ကနေကြိုဆိုလိုက်ပါတယ်မနေ့ဖြန်ကျွန်တော်အာဆင်နယ်တင်တာအားလုံးစောင့်မျှော်နေတဲ့ Champion League ဘောလုံးပွဲရှိပါတယ်မြန်မာစံတော်ချိန်ဆိုရင်ည10:00နာရီခွဲစနေနေ့ည10:00နာရီခွဲဒါ UK မှာဆိုရင်တော့ညနေ9:00နာရီကစားမှာဖြစ်ပါတယ်ကဲအားလုံးမျှော်လင့်နေတဲ့ Champion League Final ကိုဒါကျွန်တော်အာဆင်နယ်အသင်းကဒါဘယ်လိုချင်းကပ်သွားမလဲဆိုတဲ့ဟာကိုဒါသုံးသပ်သွားမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါပထမဦးဆုံးဒါအာဆင်နယ်အသင်းရဲ့ဒီပွဲကအာဆင်နယ်ဒီယာဒီရဲ့နောက်ဆုံးဒါဘောလုံးပွဲလို့ပဲဆိုရမယ်ဒါနောက်ဆုံးဘောလုံးပွဲပေါ့နော်ဒါလိတွေအားလုံးပြီးသွားပြီအဲ့အချိန်ဒီမှာနောက်ဆုံးဒါလိပွဲတွေကမ္ဘာဖလားမတိုင်ခင်မှာဒါ Champion League Final တပွဲပဲရှိတော့တယ်အဲ့တပွဲကိုကျွန်တော်အာဆင်နယ်အသင်းဒါပရိသတ်အနေနဲ့အဲ့တပွဲကိုအာဆင်နယ်အသင်းကန်ရမှာဖြစ်တဲ့အတွက်ဒါအသင်းကိုတော်တော်လေးဂုဏ်ယူမိပါတယ်ကဲအာဆင်နယ်အသင်းကဒါအားလုံးသိခဲ့တဲ့အတိုင်းပဲပြီးခဲ့တဲ့တစ်ပတ်ကဒါ Premier League Champion ဖလားရခဲ့ပြီးသွားပြီအဲ့တော့ဒီ Premier League Champion လက်ရှိဖြစ်နေတဲ့ Arsenal အသင်းရဲ့ဒါ mentality ပိုင်းနဲ့ဆိုရင်ဒါတာမန်ခိုင်ကကြည့်မယ်ဆိုရင်တော့ဒါ PSG အသင်းကိုဒါ Champion League မှာကောင်းကောင်းကြီးရှင်နိုင်တယ်လို့ပဲဒါယူဆရမယ်ဒါပေမဲ့တေချာ detail တွေကြီးတဲ့ခါကျရင် Arsenal အသင်းအတွက်ဒါတကယ့်ကိုဒါနီးပြကြီး Arteta နဲ့ဒါကစားသမားတွေအားလုံးကိုဒါစမ်းတက်တဲ့ဒါနောက်နှစ်တွေချန်ပီယံခြေစွမ်းရှိနိုင်လားဆိုတဲ့စမ်းတက်တဲ့ဒါမေးခွန်းဒါပုတ်စာလို့ပဲဒါဆိုရမှာပါဒါမနေ့ပြန်လာမယ်ပွဲရပါတော့။ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုရင်တစ်ဖက်အသင်း PSG ကဒါအားလုံးတည်တဲ့အတိုင်းပဲဒါ PSG ဆိုတာကလုံးဝတော်ကောင်းတဲ့အသင်းလုံးဝကိုဒါညံ့ခဲ့ပြီးတော့ဒါ final ကိုတက်လာတာမဟုတ်ဘူးပေါ့နော်။ကျွန်တော် Arsenal အသင်းကလည်းဒါညံ့ခဲ့ပြီးတော့တက်လာတာမဟုတ်ပေမဲ့လည်းကျွန်တော်အာဆင်နယ်အသင်းရဲ့ဒါခြေစွမ်းပိုင်းတွေကရှေ့မှာကစားခဲ့တဲ့ခြေစွမ်းပိုင်းတွေကဒါအားရတဲ့ဒါနေတွေရှိတို့အားမရတဲ့နေတွေလည်းရှိတယ်အဲ့လိုမျိုးပဲဒါ PSG ကကြတော့ဒါခြေစွမ်းကတော်တော်လေးကိုဒါပွဲတိုင်းလိုကို performance ကကောင်းပြပြီးတော့ဒါ Champion League ကိုတက်ရောက်ထားတဲ့အသင်းပေါ့နော်အဲ့တော့ကျွန်တော်အာဆင်နယ်အသင်းလက်ရှိဒါအရှိမကစားခဲ့တဲ့ပွဲတွေအတိုင်းဒါ PSG ကိုဒါရင်ဆိုင်သွားမယ်ဆိုရင်တော်လေးကိုခက်ခဲသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်မှာဒါအတားချက်တွေလည်းရှိတယ်ပေါ့နော်ဘာတွေလဲဆိုတော့ကျွန်တော်တို့အခုလောလောဆယ်လက်ဖလားယူထားတဲ့အတွက်ကြောင့်ဒါကစားသမားတွေရဲ့ mentality ပိုင်းကဒါအမြင့်ဆုံးပိုင်းကိုရောက်ရှိနေတယ်နောက်တစ်ခုကကျွန်တော်တို့မှာကောင်းမွန်တဲ့ဒါ cancel ရှိတယ်ကောင်းမွန်တဲ့ cancel ဆိုတာဒါဥရောပတစ်ခွင်မှာအကောင်းမွန်ဆုံးဒါ cancel လို့ပြောရမယ်ဆလီဘာဂါရီယယ်နဲ့ကိုဒမာရာယာ cancel ကတော်တော်လေးကိုဒါကြစ်လက်တယ်ပြီးတော့တောင်မန်မှာဆိုလဲဒါခဲလာဖီရိုကစားသမားတွေရှိနေတယ်အဲ့တော့ဒါပြောရမယ်ဆိုတော့အချုပ်အားနဲ့ဆိုရမယ်ဆိုရင်အာဆင်နယ်တင်းရဲ့ cancel ကဒါ PSG ရဲ့ cancel နဲ့ရှင်းမယ်ဆိုရင်တော်တော်လေးကိုဒါကောင်းတယ်လို့ပဲဒါပြောရမယ်ဒါကွင်းလယ်ဘိုင်းကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်အာဆင်နယ်အတင်းမှာဒါ Declan Rice ဒါ Odegaard ဒါ Easy ဒါ Zubimendi Skelly သုံးမလားဆိုတော့ကွင်းလယ်ဘက်မှာလဲဒါတစ်ဖက်အသင်းနဲ့ရှင်နေဆိုရင်ဒါမသိမ့်မရင်အနေထားမှာရှိတယ်ဒါပြောမယ်ဆိုတော့ကိုယ့်ဘက်ကလူတွေကတောင်ဒါဘာပြောနည်းနည်းလေးဒါတစ်ဖက်တင်းနဲ့ပူတာလေးတော့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ဒါကွင်းလယ်ဘက်ကိုရှင်မယ်ဆိုလဲအာဆင်နယ်အသင်းကကောင်းကောင်းလေးရှင်လို့ရတယ်အဲ့တော့ဒါတိုက်စစ်ဆိုရင်တော့အာဆင်နယ်အသင်းကဒါတစ်ဖက်တင်းတက်ဆိုင်ရင်ဒါတိုက်စစ်ကတော့တော်တော်လေးအားနေတာတွေ့တယ်ဒါစကားတယောက်ပဲဒါတစ်ဖက်အသင်းကိုဒါထိုးပေါက်နိုင်မဲ့အနေအထားရှိတယ်ဒါပေမဲ့လေဒါ Harvest လို့ gain Harvest လို့ကစားသမားတွေရှိတယ်ဒါ Yorkcrest လို့ကစားသမားတွေရှိနေသေးတယ်ဒါတောင်ပံမှာဆိုလဲဒါ Trossard Martin နဲ့ဒီလိုကစားသမားတွေဒါ left wing မှာလဲကစားနိုင်သေးတာဖြစ်တဲ့အတွက်ကြောင့်တော့မဒူအေခေးလေးရှိသေးတယ်အဲ့လိုအရင်ကစားသမားတွေလည်းရှိတာအတွက်ကြောင့်ဒါ pressure လေးတွေပေးပြီးတော့ဒါတစ်ဖက်အသင်းရဲ့ cancel ကိုဒါဒုက္ခပေးဖို့ဒါဒီကစားသမားတွေနဲ့လုံလောက်တယ်လို့လည်းမြင်တယ်တစ်ဖက်အသင်းကဒါ cancel ကဒါ Arsenal အသင်းလောက်တိတ်မကောင်းတာဖြစ်တဲ့အတွက်ကြောင့်ကွင်းလေနဲ့ဒါတိုက်စစ်ဒါနားလည်မှုကောင်းကောင်းယူပြီးတော့တစ်ဖက်အသင်းကိုရအောင်လုပ်နိုင်မယ်လို့လည်းမြင်မိတယ်အဲ့တော့တစ်ဖက်အသင်းနဲ့ကြည့်မှဆိုရင်လည်းတိုက်စစ်ကြီးကဒါတစ်ဖက်အသင်းရဲ့တိုက်စစ်ကြီးကဒါဒမ်ဘယ်လီဒါဗာလိုခေရီယာတို့တိုက်စစ်ကြီးအတွဲတွေကအာဆင်နယ်အသင်းရဲ့ခံစစ်ကိုဒါသူတို့တွေလည်းကျွန်တော်တို့လိုပဲဒါသူတို့တွေလည်းအာဆင်နယ်အသင်းရဲ့ကစားပုံတွေကိုအမြင်နဲ့ကြည့်နေတာဒီနောက်ဆုံးပွဲအတွက်ကိုအဲ့တော့အာဆင်နယ်အသင်းရဲ့ဒါအားနည်းချက်တွေကိုကောင်းကောင်းကြီးကိုဒုက္ခပေးမယ်ဒါခံစစ်ပိုင်းမှာဒါကျွန်တော်စိုးရိမ်ထားတဲ့ခံစစ်ပိုင်းမှာဆိုရင်ဒါ right back ပဲပေါ့နော်ဒါပြောရမယ်ဆိုရင်Mosquera ဘန်ဝိုက်တန်ရာရပြီးတဲ့ချိန်မှာဒါကျင်းတည်တယ်ဒါ right back က Mosquera တယောက်ပဲထွက်လာဖို့ရှိတယ်အဲ့တော့ဒီ Mosquera ကိုဒါသုံးတဲ့ချိန်ကြရင်တစ်ဖက်အသင်းကဒီနေရာကိုပဲအားနေချက်အနေနဲ့တစ်ဖက်တင်ကထိုးနှက်လာပါဘောเนาะအဲ့ဒါကိုနီးပြရေးအာဒတာဘလို့ဖြည့်ရှင်းပလဲဆိုတာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ် Declan Rice ပဲဒါစင်ကူမလားဆိုတဲ့အနေထားကိုလည်းဒါတွေးမိတယ်ပေါ့เนาะအဲ့တော့နီးပြကြီးအာဒတာက
ဘလို့အခင်းချင်းနဲ့ဒါမနှက်ဖြန်လာမဲ့ပွဲကိုဒါဘလို့ကစားမလဲဆိုတာဒါပရိသတ်တယောက်နေနဲ့တော်တော်လေးကိုဒါစိတ်ဝင်စားတယ်တော်တော်လေးကိုလည်းရင်ခုန်နေရတယ်ပေါ့နော်အခုတည်းကစပြီးတော့တို့အောင်မြင်ပြီးတော့တို့တွေဒါပျော်ရွှင်နေတဲ့အချိန်ကနေပြီးတော့ဒါဖလားပွဲကိုပြန်ဆင်းစားလိုက်တဲ့ခါကျရင်တော်တော်လေးကိုရင်ပူတယ်တော်တော်လေးကိုပြောမှဆိုရင်ရင်ခုန်မိတယ်ဒါပြီးတော့ဒီဖလားပွဲကိုကစားတဲ့ဒါအသင်းကိုလည်းဒါဂုဏ်ယူမိတယ်result ကိုခဏမေ့ထားလိုက်အောင်ဒါပေမဲ့အတင်းဒီချိန်လေးကစားလာအောင်ဂုဏ်ယူမိတာတကြောင်ပြီးတော့ဒါအတင်းဒါတွေ့ရမဲ့အတင်းကဒါ champion league ဆိုတဲ့အချိန်မှာနောက်ဆုံး final မှာတွေ့ရတဲ့အတင်းကဘလို့မှဒါတမန်ရှန်ကအတင်းမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်ဒါ PSG ပေါ့နော်အရင်နှစ်ကလည်း champion ဖြစ်ခဲ့တဲ့ PSG နဲ့ပြန်တွေ့တာဖြစ်တဲ့အတွက်ကြောင့်ဒါ PSG ဆိုတာလည်းကျွန်တော်တို့အတင်းကိုပြီးခဲ့တဲ့နှစ်ကဖြုတ်ခဲ့တဲ့အတင်းပေါ့နော်အဲ့တော့ဒီအတင်းကိုဒါအနိုင်ဒါပြောရမယ်ဆိုရင်ပြည်သက်အနေနဲ့ဆိုရင်ကလစားပြန်ချေချင်တယ်ဖြစ်နေတာကအခုက final မှာတွေ့တာဖြစ်တဲ့အတွက်ဒါတော့ခက်ခဲမယ်။ဘာပဲဖြစ်ဖြစ်ဒါနီးပါကြီးအာတင်နာနဲ့ကစားသမားတွေကဒါ PSG အသင်းကိုဒါကောင်းလေးဒါကစားကွက်တွေဒါကစားသမားတွေရဲ့ mentality ပိုင်းနေနီးပါကြီးရဲ့နေဗျူဟာတွေနဲ့ဒါမိနစ်60ဖြစ်ဖြစ်နာကျင်ချင်းဘူးဖြစ်ဖြစ်ဘယ်ထိပဲရောက်ဒါ PSG ကိုကောင်းလေးရှင်သွားဖို့ပဲမျှော်လင့်မိတယ်ဒါပရိသတ်တယောက်တွေလည်းဒါမနေ့ပြန်လာမဲ့ပွဲအတွက်လည်းဒါ ready ပဲလို့ပဲကျွန်တော်ဆိုရမယ်ဒါ Arsenal အမာကန်ကြီးကိုမောင်နှမတွေလည်းဒါမနေ့ပြန်ကြရင်ကျွန်တော်တို့ကြည့်မဲ့ပွဲအတွက်ကိုဒါအောင်မွေးထားဖို့ပဲဒါပြောချင်ပါတယ်ကဲ Arsenal အမာကန်ကြီးကိုမောင်နှမတွေရောဒါ Arsenal ရဲ့ဒါ Champion League Fighterပွဲပေါ်ကိုလို့ဘလို့မြင်လဲအာဆင်နယ်အသင်းဒါချန်ပီယံပါထပ်ပြီးတော့ဒါဖလားမြောက်ဖို့အတွက်ကိုဒါယုံကြည်ချက်တွေအပြည့်တွေရှိနေပြီလားကျွန်တော်ကတော့ယုံကြည်ချက်အပြည့်ရှိတယ်ဘလို့ပဲဖြစ်နေပါစေဒီအခက်အခဲကိုအာဆင်နယ်ဒါဒီပြကြီးအာတတာနဲ့ဒါကစားသမားတွေအားလုံးဒါကြော်ဖြတ်သွားလိမ့်မယ်လို့ပဲကျွန်တော်ယုံကြည်တယ်အဲ့တော့ကျွန်တော်အမာကန်ကြီးကိုမောင်နှမတွေဒါစနေနေ့ဒါမြန်မာစံတော်ချိန်ဆိုရင်ည7:00နာရီကွယ် UK မှာဆိုရင်10:00နာရီတူအားပေးဖို့အတွက်ဒါတောင်းဆိုချင်ပါတယ်ကဲအားလုံးပဲ come on you can ပါ let's go